အားလုံးပဲမင်္ဂလာပါ audio by Precious ကနေပြီးတော့ယူဆိုလိုက်ပါတယ် channel ရဲ့ပထမဆုံးဗီဒီယိုအဖြစ်တက်ထွန်ရေးတာထားတဲ့စိတ်ရည်ငြိမ်သက်ခြင်း stillness ဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးလိုပါတယ် stillness 1ဝင်လာခဲ့ပါတငယ်ချင်းမင်းရဲ့ကုံတွေတကားဝမှာထားခဲ့လိုက်ပါငါနေတဲ့နေရာမှာကုံတွေမလိုပါဘူးဝင်လာခဲ့ပါတငယ်ချင်းမင်းရဲ့ပကသနာတွေပြင်ပမှာထားခဲ့လိုက်ပါငါနေတဲ့နေရာမှာပကသနာတွေမလိုပါဘူးစိတ်နှလုံးအေးချမ်းခြင်းဆိုတာစိတ်ရဲ့တန့်ရှင်းခြင်းကစပြုပါတယ်ဒါကြောင့်ငါနေတဲ့နေရာမှာဥစ္စာပစ္စည်းကြောင့်မပြောဘူးရာထူးစင်တန်းကြောင့်မပြောဘူးလူရဲ့အသင်ဖြင့်ကြောင့်မပြောဘူးသိစိတ်ချင်းကိုဖော်လို့တဲ့ငါဖို့ပကြီးကတစ်ချက်နဲ့တူရဲမနိုင်ခင်လေးရဲ့တရက်တကြာကထွက်ကြလာတဲ့နေပြောက်ကလေးတွေရဲ့အုံမင်းရော်နေရဲ့တက်ပြင်းကြီးတချို့ရဲ့ညက်ကလေးတွေရဲ့တေးသချင်းတန်တွေရဲ့ပဲရှိပါတယ်တစ်ပင်တွေကြားတွေကလမ်းချင်းလေးတိုင်းရှောက်တော်မယ်ဆိုရင်ညောင်စုံလိပ်ပြာလေးတွေကမျက်နှာနာကပ်ပြီးပြန်ဝဲသွားကြလိမ့်မယ်သူတို့မင်းကိုထိလို့ထိခင်လောက်သွားကြတာကိုသဘောကျမယ်လို့ထင်ပါတယ်တကယ်ချင်းတို့မှာရုပ်ရှင်နဲ့စိတ်ရှိမယ်ဆိုရင်လမ်းတစ်လျှောက်ကြွေကြနေရဲ့ရုံရွဝါလေးတွေကလည်းတူလူလူလာနေကြပါတယ်ညီသက်ချင်းကိုခံစားဖို့ခဏလောက်တတိလေးနေကြစို့ညီသက်ချင်းထဲမှာလောကကြီးကထန်ကြီးလွားစရာဘာမှမရှိပါဘူးဒါပေမဲ့ညီသက်ချင်းထဲမှာပြည်စုံခြင်းရှိတယ်အဲ့ဒီပြည်စုံခြင်းထဲမှာလူတွေမြင်အောင်ပြသလို့ရတာဘာမှမရှိပါဘူးဒါပေမဲ့ဘဝအတိတ်ပဲပြီးသွားမှုဟာလူတွေမြင်အောင်ပြသလို့မရတဲ့အထဲမှာပဲရှိပါတယ် stillness 2 မနက်စောစောထားပြီး channel မှာပြည့်စည်လေညကမူးလေးရွာတော့နေရာတိုင်းဆူဆူလို့မနေ့ကစိုက်ထားခဲ့တဲ့အပင်လေးတွေလန်းဆန်းနေရာတွေ့တော့ဝမ်းတာရတယ်နာမည်တော့မခေါ်တတ်တဲ့အပင်လေးတွေကိုနားရောက်လာတော့မြင်ရတာအာနာမီရဲ့အနားမှာရှိပါရဲ့နဲ့နှုတ်ဆက်နေမိရဲ့အခါငါ့ကိုခွင့်လို့ပါကွယ်ငါကဘလုံးသားနဲ့မြင်အောင်ချစ်တက်တူပါဆိုတာမမေ့လိုက်ပါနဲ့ stillness 3ဒီနေ့မနေ့ခင်ဟာတူတူချာချာတိတ်ဆိတ်တယ်အရှိလေးအေးကလည်းနှူတယ်စောင်းဝင်လာပြီပဲလေကချက်မှာထိုင်ပြီးဖက်လက်ဆစာအုပ်လေးဖတ်နေရဲ့ခက်လန်လန်းစီကဂျိုးကူတန်ကြားရတယ်ဂျိုးလေးကူနေရဲ့လို့တွေးပြီးစာဆက်ဖတ်နေရဲ့ဒါပေမဲ့စာဆက်ဖတ်လို့မရတော့စိတ်ကဂျိုးကူတန်စီရောက်နေရဲ့စာအုပ်ကိုအတားထားပြီးဂျိုးကူတန်လေးနားဆိုင်ထောင်ဖြစ်တယ် stillness 4ပြန်မလူချေသိမ့်တယ်ညနေတော့မေကောင်းရင်ကြီးကိုမောကြည့်နေမိရဲ့ဒီညမိုးထရွာလိုက်အောင်မေပိုးဆုံးကျူးလေးတကောင်မျက်နာနာချက်ပြန်သွားတော့ဖမ်းမိဖို့ကြိုးစားသေးရဲ့သူကထွက်ပြေးသွားတယ်မင်းကိုနောင်ဖွဲ့ဖို့မဟုတ်ပါဘူးကွယ်ငါရင်ခွင်ပေါ်ခဏနားဖို့ပါ stillness 5လူချင်တာကလွတ်လပ်မှုနဲ့ငြိမ်းချမ်းမှုဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်သူနဲ့မှပြိုင်စရာမလိုဘူးကိုလူချင်တာကလွတ်လပ်မှုနဲ့ငြိမ်းချမ်းမှုဖြစ်တယ်ဆိုရင်ငါကပိုလွတ်လပ်တယ်သူကပိုလွတ်လပ်တယ်လို့ပြိုင်နေအောင်မလားတကယ်၍တယောက်ယောက်မှာလွတ်လပ်မှုနဲ့စိတ်ငြိမ်းချမ်းမှုရှိရလို့ကြားရရဲ့သူကိုလေးစားတဲ့စိတ်ချစ်ခင်တဲ့စိတ်ဖြစ်နေရဲ့သူ့ပေါ်ဖြစ်လိုက်တဲ့ပီတိစိတ်လေးနဲ့ကို့မှာလည်းပို့ပြီးတော့အေးချမ်းသွားရတယ် stillness 6ငါရဲ့ဥယျာဉ်လေးဟာအထူးကလေးပြပြင်ထားတာဘာမှမရှိပါဘူး
ကင်းခမ်းမကြီးရဲ့တပင်တွေကြားထဲမှာငါလန်းလျှောက်တယ်မိုးချုပ်ပြီဆိုရင်အိတ်တန်တက်တော့မဲ့ညက်ကလေးတွေကကြီးစဲလို့အနားကိုကပ်ပြီးပြင်သွားကြတယ်ခုလိုရက်တွေဆိုရင်ညဘက်လန်းလျှောက်တဲ့အခါပြီးတော့မဲ့လာမင်းကြီးကအဖော်လုပ်ပေးပါတယ်လမ်းလျှောက်ရင်ငါတွေ့ရဲ့ဒီကမ္ဘာလောကကြီးမှာရှိနေရဲ့အရာမင်းများရှိနေကြခြင်းဒီပင်လေအံ့ဩစရာကောင်းလိုက်တာလို့အရာပြတ်တုံသွားဖို့တခြားနေရဲ့ကြားထဲမှာပဲဒီလောက်ထပ်ပြန်တလဲလဲကြော့နေရဲ့ဝေဖွားခြင်းသိဆုံးခြင်းကြားထဲမှာပဲဒီပုပ္ပမှာခဏမြတာရှိရဲ့တဘဝအတွင်းမှာပဲတူတူရှိနေကြရဲ့အံ့ဩဖွယ်တူတူရှိနေကြရဲ့ Stillness 7 ငါနေရဲ့နေရာလေးကိုရောက်လာခဲ့ရင်ငါမှပြစရာဆိုလို့တန်ဆွမ်းပြီးရွတွေဝေးနေရဲ့ပင်တချို့ရဲ့မြေပြင်ပေါ်မှာဖွင့်ဖက်တွေဖွေးနေအောင်ကြွေကြနေရဲ့စကဖြူပန်းပင်လေးရဲ့ပိုင်းနှံတွေတင်းပြတ်နေတဲ့လေနုအီလီရဲ့တက်ပင်အိုကြီးတွေပေါ်ထိုင်ပြီးတချင်းစုံနေတတ်တဲ့ညက်ကလေးတွေရဲ့ဟိုဟိုဒီဒီပြန်ဝဲနေကြတဲ့လိပ်ပြာရောင်စုံလေးတွေရဲ့ပဲရှိပါတယ်ဘာမှလှပြထားတာမရှိရဲ့အခန်းထဲမှာထိုင်နေကြတဲ့အခါငါကောက်ယူသိမ်းဆဲထားတဲ့လိပ်ပြတောင်ပန်လေးတွေပြပါမယ်ငါကိုအထီးကျန်သလားလို့မေးသလားငါအဲ့ဒီကြောင်ကိုမတွေးမိရကြာလာပြီတကယ်ကိုပဲငါအထီးကျန်သလားလို့မတွေးမိရကြာလာပြီပဲ Stillness 8ဒီနက်မူအေးရဲ့ဝန်းကျင်တစ်ခုလုံးတိတ်နေရဲ့ညက်ကလေးတွေအောင်တချင်းမစုနိုင်ကြသေးဘူး။ကိုင်းရီပြင်ပေါ်ကိုမိုးဆက်လေးကိုကြာနေရထိုင်ကြည့်နေရဲ့ရီပြင်ပေါ်ကိုမိုးဆက်လေးကြာတာဒီလောက်ကြည့်လို့ကောင်းမယ်အရင်မသိခဲ့ဘူး။ကြည့်ရင်နဲ့စိတ်ကငြိမ်လာတယ်။ငြိမ်နေတဲ့စိတ်နဲ့ရီပြင်ပေါ်မိုးဆက်လေးကိုကြာတာကြည့်ရတာပူတော့ကြည့်လို့ကောင်းနေရဲ့တို့တဘောတူဆောင်နေလောကကြီးမှာငါစီယာမချိမဆက်အတန်းထွက်မလာဖို့ငါတောင်းဝန်ယူနိုင်ပါတယ် Stillness 9ညတဲ့ခဲ့မောက community တဖြောက်ဖြောက်ရွာနေတော့ညကတုတ်ထားနေရီ community အင်ဂျီလက်မှာဆူဆွနေတော့ခုထိကလေးဆန်နေတည်းရဲ့ငါဟာတေချင်းတရားကိုဝေးကြီးမှလို့တွေးတော့အချက်တွေကိုလည်းမြဲမယ်လို့ထင်တော့ Stillness 10အာယုံပြူစာရွှင်ရွှင်လန်းလန်းနိုင်လို့နဲ့လေးစုံညက်ကလေးငါကြောဖို့တနေ့တန်ချရတဲ့သူဟာပျော်နိုင်တော့မပေါ့ကို့အမကိုတောင်းဝန်ယူသလိုကို့ဝင်ကိုဘယ်သူမှမထမ်းပေးရတူတာပျော်နိုင်တော့မပေါ့တနာကျင်နာမှုကိုမတောင်းခံခဲ့ဘူးသလိုအချောင်ရတဲ့ထမင်းတနက်တောင်မစားခဲ့ဘူးဆိုတော့မင်းပြောနိုင်တော့မှာပေါ့ Stillness 11မနဲ့တောင်းနေကြ coffee ခွက်လေးကိုင်းပြီးကြည့်နေကြအပင်လေးတွေကိုနေရင်ကြည့်ရဲ့ဘယ်တော့မှယူမတော့ညက်ကလေးတွေတိတ်ဆူတန်ကြိုင်ကျူဒဆိုင်နားထောင်နေစားနေကြမို့မထူးတော့ပါဘူးလို့ရှိစားနေကြအစာကိုနေရင်စားတယ်။ဒါကြီးပဲနေရင်စားရတာပဲလို့မတွေးမိဘူး။ငါရောက်ရဲနေတာပါလို့မကြွေးကြော်ပါဘူး။ကိုပါတာပြည်စုံနှုံလောက်နေရပါ။အယိုးရှင်းဆုံးဘဝကိုမမောရတာပြည်စုံပါပြီလို့မပြောပဲဖြစ်နိုင်ပါမလား။ချွတ်ချွတ်ညံ့ညံ့ဖြစ်မှာကိုစိုးရင်ပေမဲ့တကူတကလုံးမှရမယ့်အရာဆိုလေဘာမှမလိုချင်ဘူးတီးချံမှာကိုကြောက်ရွံ့မိပေမဲ့အထူးတလဲပြုစုနေမှကောင်းနေမဲ့ဆက်ဆံရေးလဲမလိုချင်ဘူးငါရဲ့ကောင်းဆုံးမှန်သမျှကိုပေးပြီးချစ်သက်ဆုံးနှလုံးသားနဲ့ယူသားဆုံးတာပြုံးမွေ့နေမိရပါဒီတိဖတ်ပြသွားတာကတော့ Stillness 11အထိကိုဖတ်ပြပြီးတော့ဖြစ်ပါတယ်နောက်ထပ်အဆက်ဗီဒီယိုတွေဆိုလို့ရှိရင်လာမယ့်တောက်ကြနေမှာပြန်ပြီးတော့
တင်ပြီးပါပါမယ်အားလုံးပဲနားထောင်ပေးရတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်ရှင်အမားကြီးလည်းအများကြီးပါမှာမလို့အားလုံးတီးခံပြီးခွင့်လွှတ်ပေးကြပါလို့ပြောချင်ရင်ဒီညကနေပြီးတော့နှုတ်ခွန်းဆက်လိုက်ပါတယ်အားလုံးပဲဘိုင်ဘိုင်